အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့တန်လီကမယ်လီယာဟိုတယ်ကြီးမှာခမ်းနားစွာနေပြုလုပ်ကျင်းပခဲ့တဲ့မြန်မာ Trademark and Patent Law Firm HDIB Law Firm ရဲ့နှစ်30ပြည့်ပလဲရတူမှတ်တိုင်ကြီးမှာခမ်းနားမှုတစ်ယောက်အနေနဲ့ဒီပတ်တလန်းကနေပါဝင်ခွင့်ရခဲ့တဲ့ပုံရိပ်တွေကိုတင်ဆက်ပေးကြပါမယ်နှစ်30ပြည့်ပလဲရတူမှတ်တိုင်ကြီးဖြစ်တဲ့အတွက်တကယ်ကိုဂုဏ်ယူလေးစားရတဲ့အပရိသတ်ပေါင်းများစွာတို့ကလည်းတက်ရောက်ပြီးတော့ဂုဏ်ပြုချီးမြှင့်ခဲ့ကြပါတယ်ဒီနေ့မှာဆိုရင်နှစ်ပေါင်း30ဆိုတဲ့ပလဲရတူမှတ်တိုင်ကိုရောက်ရှိခဲ့ပြီးနေဖြစ်ပါတယ်ခိုင်ခိုင်မြဲမြဲတွဲလက်များစုဇွဲတစ်ခုကိုအရင်တည်ပြီးတော့ရှောက်လန်းခဲ့ကြတဲ့ HDIB Law Firm ရဲ့ပလဲရတူအခမ်းအနားကြီးကိုမြောင်မြောင်လာတဲ့ကိုစီတော်ဝင်များဂျားကနေပြီးတော့ကြွားရောက်ချီးမြှင့်ဂုဏ်ပြုပေးကြပါတော့ပြည်တော်စုမြန်မာနိုင်ငံစီးပွားရေးနဲ့ဦးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမူပိုင်ခွင့်ဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ်နဲ့ပွဲခမ်းနားကြီးကိုတက်ရောက်ဂုဏ်ပြုချီးမြှင့်ခဲ့ကြတဲ့ဧည့်သည်တော်လူကြီးများနဲ့အတူမြန်မာ Trademark and Patent Law Firm HDIB Law Firm ရဲ့တည်ထောင်သူများ HDIB Law Firm ကြီးအတွင်းရှေ့အောင်လို့တပတ်တလန်းကနေပါဝင်ဆောင်ရွက်ခဲ့သူများရဲ့အမတ်တရပုံရိပ်တွေကိုလည်းခွင့်ယူစွာနဲ့ရိုက်ကူးဖြစ်ခဲ့ပါတယ်။ဒီနေ့ထက်တန်းကြမယ်၊ဆိုင်ကြမယ်ဆိုတဲ့ we are on our own others can try why not you ဆိုတဲ့ထောင်ချက်ချင်းနဲ့ကျွန်တော်တို့မှာတူညီခဲ့ကြတယ်။အတူညီတာတွေဟာကျွန်တော်တို့အတွက်ကြီးမားတဲ့အင်အားတစ်ခုဖြစ်ပေါင်းစည်းပြောင်းလဲလာနေပြီးတော့ဒါဆိုရင်တော့မြန်မာ Trademark and Patent Law Firm HDIB Law Firm ရဲ့နှစ်30ပြည့်ပလဲရတူအခမ်းအနားကြီးကိုဆက်လက်ပြီးတော့ကြည့်ရှုပေးပါအောင်နော်လည်းပြောပါတယ်နော်ဟာနင်တို့နိုင်ငံကမြန်မာ Citizen Investment Law ကိုထပ်ပြီးလုပ်ပေးတယ်ဆိုတာအင်မတန်ကောင်းတာပဲငါတို့နိုင်ငံတွေမှာဆိုလို့ရှိရင် Foreign Investment မပေးထားပြီးတော့မြန်မာ Citizen စီတွေ့နေရမရှိဘူးလို့ပြောအောင်လဲဝင်ခြင်းပဲလေဟာတမိုင်းစင်ဆက်ရှိနေရှိရဲ့ရုံများများထိရှိရလို့ဆိုရမှာပါ30ပြည့်ပလဲရတူမှတ်တိုင်ကြီးအထိတ်မှတ်အနေနဲ့ Lucky Draw တွေကိုလည်းမဲဖောက်ချင်းမြစ်ပေးခဲ့တယ်လို့ဗတ်တလန်ကနေပါဝင်ကူညီပံ့ပိုးပေးခဲ့ကြတဲ့ပုဂ္ဂိုလ်များကိုလည်းအမှတ်တရလက်ဆောင်တွေပေးအပ်ချင်းမြင့်ခဲ့ကြပါတယ်။ဘုံခိုင်ကိုလေးစားစွာနဲ့စီမင်းတက်ကိုပေးချအပ်ပါရရှင်။လက်ကုပ်ကများနဲ့ကျေးဇူးတင်ပါရှင်။ဖြစ်ပါတယ်ရှင်။ Lucky number 120ရှိပါသလားရှင်။အော်ရှိပါတယ်ဆရာဝဏဖြစ်ပါတယ်။ခိုင်ခိုင်မြဲမြဲတွဲလက်များစုဇွဲတစ်ခုအရင်တီးပြီးစတင်ခဲ့တဲ့မြန်မာ Trademark and Patent Law Firm HDIB Law Firm ရဲ့နှစ်30ပြည့်ပလဲရတူမှတ်တိုင်ပါသည်နှစ်ပေါင်းများစွာတိုင်ဆက်လက်အောင်မြင်စွာရပ်တည်နိုင်ပါစေလို့တောင်းဆိုချွေရင်ဒီကနေ့ရဲ့ vlog လေးကိုဒီမှာရီမဲဆုံးသက်ခွင့်ပြုပါရှင်ကြည့်ရှုပေးခဲ့ကြတဲ့တူတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရပါတယ်ရှင်ကြွားကတော့အခမ်းအနားမူ Presenter MC တန့်လေးဖြစ်ပါတယ်ရှင်